Assalamualaikum အားလုံးပဲမင်္ဂလာပါတာလီစာပါဒီကနေ့စကားဝိုင်းလေးကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ရိုဟင်ဂျာအရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဒီစကားဝိုင်းလေးမှာကျမနီလာမြင့်က moderator အနေနဲ့တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီးတော့ဆွေးနွေးဖို့ဖိတ်ခေါ်ထားသူတွေကတော့ရိုဟင်ဂျာပြည်သူ့လွှတ်တော်အမတ်ဟောင်းဦးရွှေမောင်နဲ့စာရေးဆရာသမိုင်းတုတွေတီတူဖြစ်တဲ့ဆရာအာမန်နိုလာတို့ပဲဖြစ်ပါတယ်အခုစကားဝိုင်းလေးကိုစလိုက်ကြရအောင်ပထမအဆုံးအနေနဲ့ဦးရွှေမောင်ကိုဆွေးနွေးဖို့ဖိတ်ခေါ်ကြပါတယ်ဦးရွှေမောင်ကို NUG အစိုးရဖြစ်ပေါ်လာပုံနဲ့ဦးရွှေမောင်ရဲ့ NUG အပေါ်မြင်တဲ့သဘောထားအမြင်လေးသိကြပါတယ်Assalamu alaikum အားလုံးမင်္ဂလာပါတာလီစွာပါအခုလိုကျွန်တော်ကိုမေးခွန်းမေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ NUG အစိုးရဖြစ်ပေါ်လာပုံကိုပြောရလို့ရှိရင်ကျွန်တော်2020ရွေးကောက်ပွဲကိုပြောပါမယ်2020မှာတန်း90ကျော်သောပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုနော်ဖြုတ်ချပြီးမှမတရားအာဏာလိုချင်တဲ့စစ်အုပ်စုကမတရားနိုင်ငံတော်ကြီးကဲတွေကိုဖမ်းဆီးနော်နိုင်ငံရေးသမားတွေကိုဖမ်းဆီးပြီးတော့ဒီအာဏာကိုလူယူလိုက်ပါတယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ generation Z လူငယ်တွေဥဆောင်ပြီးတော့ကျွန်တော်တို့တနိုင်ငံလုံးအတိုင်းအတာနဲ့စန္ဒပြမှုတွေလုပ်ကြတယ်ဆိုတော့ဒီစန္ဒပြမှုကိုအစပထမမှာဒါကဟိုပါဗောဒီဒီမိုကရေစီနီးရပါတော့ဒီရွေးကောက်တင်မြှောက်ထားတဲ့ဒီအစိုးရကိုဖြုတ်ချလိုက်လို့ဒါစန္ဒပြတယ်လို့ပြောတော့လည်းပဲနောက်ပိုင်းမှာတကယ်တမ်းကျတော့ဒါပြည်သူအရေးဖြစ်လာပြီဒါဒီမြန်မာပြည်သူတန်း90ကျော်ကိုစော်ကားပြီးတော့မြန်မာပြည်သူတရက်လုံးရဲ့အခွင့်အရေးကိုလူယူသလိုခံစားလိုက်တဲ့အတွက်နော် generation Z ဥဆောင်ပြီးတော့နော်ရဟန်းရှင်လူပြည်သူအပေါင်းအားလုံးကျွန်တော်တို့ຫນွေဦးတော်လည်းကိုစပါတယ်အဲ့ဒီຫນွေဦးတော်လည်းရင်းတဲ့အတူတူကျွန်တော်တို့ဒီပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကိုဖွဲ့တယ်ဖွဲ့ပြီးတော့မှဒီပြည်တော်စုညီညွတ်ရေးအစိုးရဆိုတဲ့ NUG အစိုးရကိုဖွဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကောင်စီကရွေးကောက်ပွဲကိုအကြောင်းရွေးကောက်ပွဲမှာမတမာမှုဖြစ်တယ်ဆိုရင်မှအကြောင်းပြချက်နဲ့အာဏာကိုထိမ့်သိမ်းတယ်ဆိုတော့လည်းပဲသူတို့ရဲ့လုပ်ပုံတွေကိုင်ပုံတွေနော်ဥပဒေတွေကိုဖျက်ခြင်းတယ်လို့ဖျက်နော်သူတို့ပြင်ခြင်းတယ်လို့ပြင်နောက်တစ်ခါကျွန်တော်2000ဖွဲ့စည်းပုံနဲ့တည်ဆဲဥပဒေမှာမပါတဲ့နော်နိုင်ငံတော်သမ္မတကိုဘယ်သူကဖမ်းမယ်ဆိုတာဘယ်သူမှဖမ်းလို့မရဘူးနိုင်ငံတော်သမ္မတဒီနိုင်ငံတော်အကြီးအကဲအဲ့ဒါမျိုးနိုင်ငံတော်အကြီးအကဲနိုင်ငံတော်သမ္မတနိုင်ငံတော်အတိုင်ပင်ကိုမတရားဖမ်းပြီးတော့မှဒီထာဝရအာဏာရှင်ဖြစ်လောင်စူးစမ်းတဲ့အတွက်ဆိုတော့အဲ့ဒီအာဏာရှင်စီကနေအာဏာပြန်ရယူဖို့ကသူတို့ထက်တာလုံတဲ့ကောင်းမွန်တဲ့ပြည်သူတွေအားလုံးထောက်ခံတဲ့ပြည်သူတွေအားလုံးကဒီရွေးကောက်တင်မြှောက်ထားတဲ့ပြည်သူကိုယ်စားလှယ်တွေနဲ့ဒါ NUG အစိုးရတရက်ဖွဲ့ရမယ်ဒါကြောင့်မလို့ဒီ NUG အစိုးရဒီဖြစ်ပေါ်လာတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့လည်းအဲ့ဒီ NUG အစိုးရဒီဖြစ်ပေါ်လာမှုနဲ့ NUG အစိုးရရဲ့ policy တွေသဘောထားတွေရက်တည်ချက်တွေအားလုံးကိုလေးလေးနဲ့ကျွန်တော်အပြည့်အဝထောက်ခံပါတယ်လောလောဆယ်ကျွန်တော်အချင်းလေးနဲ့တရားလေးပဲပြောပြစေ